top 3 ကြေညာမှုအတွက် result လေးကျွန်တော်ယူဆောင်လာပေးဖို့ဖိတ်ခေါ်ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်တိတ်နေတာလားဘာလို့ငြိမ်နေတာလဲဘာလို့ငြိမ်နေတာလဲရှေးပြားလက်ပြားတွေအေးလောက်အောင် hexagon complex ကြီးကအေးနေတာလားအားလုံးပဲခင်ဗျာ top 3 finalist ကိုပထမဦးဆုံးပါလာတဲ့ contestant ကတော့ငြိမ်လာပြီလားဘာလို့အဲ့လောက်ငြိမ်နေတာလဲတန်နေကြားချင်ပါတယ်ခင်ဗျာMiss Universe Myanmar 2026 top 3 finalist goes to Dangu Congratulations, Dangu. Top 3 finalists going through the crying moments. Tego. ပါလာမယ့်ညီမငယ်ကတော့ Come on everybody ငြိမ်လိုက်လားဘယ်သူဖြစ်မယ်ထင်ပါတယ်ခင်ဗျာဘယ်သူဖြစ်မယ်ထင်ပါတယ်ခင်ဗျာဘယ်သူဖြစ်မယ်ထင်ပါလဲအတန်တိုးနေသေးတယ်ဘယ်သူလဲ Jungle West Top 3 finalists တွေကိုရောက်လာဖို့အတွက်တူးသာကြံမာတော့တယ်အားလုံးရဲ့နှလုံးသားတွေနဲ့ကိုက်ညီမှုရှိပါမလားအားလုံးရဲ့ရင်ခုန်သံတွေရဲ့အဝေးဆုံးကိုရောက်သွားနိုင်ပါသလားရင်ခုန်ရပါတယ်Top 3 finalists တွေကိုနောက်ဆုံးတူကြေညာပါရမယ်ခင်ဗျာ She is the last but not least
ကျွန်တော်ကြီးညာပေးပါတော့မယ်ပြီးတော့မမိတ်ခိုင်းတော့ပါဘူး finalist 3ဦးကတော့နောက်ဆုံးတစ်ဦးဖြစ်ရောက်ရှိလာတဲ့ contestant ကတော့ဖန် Congratulations ပါနောက်မှကျန်နေတဲ့ညီမငယ်တွေလည်းအကောင်းဆုံးစူးစမ်းရှင်မြိုင်ခဲ့တယ်အကောင်းဆုံးအရေးသွေးတွေကိုပြနိုင်ခဲ့တဲ့အတွက်ညီမတို့အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ် Congratulations ပါခင်ဗျာအားလုံးပဲခင်ဗျာအားလုံးရှေ့မှာရှိနေတာ